ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကကျွတ်တန်းဝင်သွားကြတဲ့ဘုရားမြတ်စွာရဲ့ထင်ရှားတဲ့သမီးတော်တွေအကြောင်းအဓိကထားပြီးတော့ဟောပြောပြီးတော့သွားပါမယ်ဂီတဂေါရမီဆိုလို့ရှိရင်ဘုရားဘာသာမြန်မာလူမျိုးတွေရဲ့စဗ္ဗဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေဒီဂီတဂေါရမီအကြောင်းဇာဝနာဝရှိမိသားဖြစ်ပါလေပါရမီရှင်တို့ရဲ့ဘဝပါရမီဆိုတဲ့စကားလုံးလေးကအလုံးလောက်နီးနီးမြန်မာပြည်မှာသိနေကြတယ်ခဏခေတ်တော့ပိုသိမှာပေါ့ရန်ကုန်ကလူတွေပိုသိပါရမီလမ်းတို့ပါရမီတက္ကစီတို့ပါရမီဘတ်စကားတို့ရှိနေတော့အဲ့တော့အဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်ပရမတ္တဧတာပါရမီပရမဆိုတာစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာသူရုပ်ခန္ဓာကြီးကမြင့်မြတ်တာမဟုတ်ဘူးစိတ်ဓာတ်မြင့်မြတ်လို့ရှိရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ရုပ်ခန္ဓာကိုမြင့်မြတ်လို့မြင့်မြတ်တယ်လို့မဆိုရဘူးစိတ်ဓာတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှမြင့်မြတ်တယ်လို့ပြောရပါတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရက်တွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အများအကျိုးဆောင်ရွက်မှုတွေဟောပြောမှုတွေဒါတွေကိုပါရမီလို့ဒီလိုခေါ်ရပါတယ်အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတွေဆိုတာအလုံးသိတဲ့အတိုင်းပဲဘုရားလောင်းတော်ပါရမီ7ပါးလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့လုပ်ငန်းတွေအစပထမတုန်းကတော့ဒါနလူရန်ပိကန်းတယ်ပါရမီ7ပါးထဲမှာဒါနအစဆုံးအဲ့ဒီဒါနပါရမီကစပြီးတော့ဒါနံသီလင်္စနိက္ခမံပညာဝီရိယပစ္စမံလို့ဒါတွေကလေ့ကျင့်တာပေါ့လူတယောက်ဟာစွမ်းရည်တတ္တိထက်ဖို့အတွက်အများကြီးလေ့ကျင့်ရဘယ်ကိစ္စမဆိုထူးချွန်တဲ့ပုဂ္ဂိုလ်တွေကလေ့ကျင့်တဲ့ပုဂ္ဂိုလ်တွေပဲဝါသနာပေါ်မှာအခြေခံပြီးတော့လေ့ကျင့်သွားကြတာစိတ်နေသဘောထားပေါ်မှာအခြေခံပြီးတော့လေ့ကျင့်တယ်အမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေကထူးခြားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးမိမိဝါသနာပါရာတစ်ခုထူးထူးချွန်ချွန်ဖြစ်အောင်စိုက်လိုက်မှတ်တာဇွဲကောင်းကောင်းနဲ့ဆွဲဆွဲမြဲမြဲလေ့ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေကထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တာဒါလောကကြီးမှာလည်းပဲဒီကနေ့ဒီတိုင်းပါပဲအာကစားဘက်ကထူးချွန်ချွန်လို့ရှိရင်လေ့ကျင့်ရတာပဲပညာဘက်ကထူးချွန်လို့ရှိရင်လေ့ကျင့်ရတာအပြောဟောဘက်ကထူးချွန်တဲ့ထူးချွန်ခြင်းနဲ့ဆိုလဲလေ့ကျင့်ရအနုပညာတွေဘက်ကထူးချွန်ခြင်းနဲ့ဆိုရင်လည်းလေ့ကျင့်ကြရတာလေ့ကျင့်မှုသင်ယူမှုဆိုတဲ့စွမ်းအားတွေအနေစွမ်းအားထက်လာပါဠိမှာလေ့ကျင့်လို့စွမ်းအားထက်တာစိဏဝတိစွမ်းအားတွေတက်လာတဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးဉာဏ်ရည်ဉာဏ်သွေးကောင်းတယ်လို့ပြောတာတခြားအကြောင်းတွေပြင်အဓိကအကြောင်းအပါတော့ဆိုစိဏဝတိပဲလေ့ကျင့်နေလို့ဉာဏ်ရည်ဉာဏ်သွေးတွေထက်တာရှင်မမောက္ကလံကိုရောမြတ်ကတကောရမှာဧတရက်ရပြီးထူးချွန်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲအခြားအကြောင်းတွေပြင်စိဏဝတိလို့ခေါ်တဲ့နေ့စဉ်နဲ့အမျှလေ့ကျင့်နေလို့ထက်သန်လာတဲ့စွမ်းရည်တတ္တိတွေရှိလို့ခေါ်တာဘယ်ကိစ္စပဲဖြစ်ဖြစ်လေ့ကျင့်ထူးချွန်လာတာပဲလို့ဒီလိုမှတ်ရမယ်နော်ပါရမီဆိုတဲ့နေရာမှာလည်းပဲခုလိုကောင်းတဲ့ကိစ္စတွေမှာလေ့ကျင့်ကောင်းတဲ့ကိစ္စတွေဆိုတာဒါနကိုရှိတာကိုအများနဲ့ခွဲဝေပြီးတော့သုံးတယ်လောကလူတွေဟာကိုရထားရင်ကိုယ့်အကိုပဲစုထားတယ်ဘယ်သူမှမပေးဘူးအလုံးထည့်ထားတယ်လုံညုံရေးကိုစီမံကြတယ်ဖွက်ထားတယ်စသဖြင့်စဉ်းစားကြည့်လေလောကလူတွေရလာတဲ့ပစ္စည်းဥစ္စာဆိုသူဝှက်သိမ်းစည်းထားကြတာပဲများတယ်ဘယ်သူအတွက်သူဝေးသိမ်းစည်းထားတာတုံးဆိုငါအတွက်သူဝှက်သိမ်းစည်းထားတာအဓိကတော့ငါအတွက်ပဲနော်အဲ့ဒါကိုအများနဲ့ခွဲဝေပြီးတော့သုံးကျင်တဲ့စိတ်ဓာတ်ဆိုတာဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ပဲ
မြင့်မြတ်တဲ့ပုဂ္ဂိုလ်အတွေ့ကပစ္စည်းဥစ္စာဆိုတာတူတယောက်တည်းသုံးစွဲဖို့မဟုတ်ဘူးညာနဲ့ခွဲဝေပြီးသုံးစွဲဖို့ဖြစ်တယ်ဆိုတဲ့အတွေ့နဲ့ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလှူတဲ့တန်းတယ်ဆိုတာဒါဒါနမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတစ်ခုပဲနောက်သီလဆိုတာကာယကံနဲ့ဝစီကံနှစ်ခုထိမ့်သိမ့်ဆောက်ရှောက်တယ်လှုပ်ချင်တာတွေမလှုပ်ဘူးလှုပ်ချင်တိုင်းမလှုပ်ဘူးလှုပ်တဲ့မှလှုပ်တယ်လှုပ်တဲ့ဟာကိုသာလှုပ်တယ်ဒါကန့်တတ်ထားလူဆိုတာကိုလှုပ်ချင်လှုပ်ပလိုက်ကြတာပေါ့အကန့်တတ်မရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်ကူးတဲ့ရာကိုလှုပ်ချင်တာလှုပ်ကြတယ်သီလဆိုတဲ့ကိုချင်တရားကြတော့ကိုလှုပ်ချင်တာမလှုပ်အောင်မလှုပ်တဲ့နာတွေကိုမလှုပ်အောင်ဘူးဆိုတာကန့်တတ်လာတယ်ပေါ့မလှုပ်တဲ့နာတွေမလှုပ်ရတာမဟုတ်ဘူးလှုပ်တဲ့နာကိုလည်းလှုပ်မိအောင်သီလဆိုတာလားအဲ့တော့မလှုပ်တဲ့နာကိုမလှုပ်ရဘူးဆိုတာကဝါရိတ္တသီလငါးပါးသီလထဲမှာပါတဲ့ပြည့်မှုတွေကမလှုပ်တဲ့နာတွေဒုစရိုက်10ပါးကမလှုပ်တဲ့နာတွေကိုရှောင်တာသီလဒါတွေမဲ့ပြည့်စုံမလားလို့ဆိုတော့မပြည့်စုံသေးဘူးစာရိတ္တသီလလှုပ်တဲ့နာတွေလှုပ်အောင်မယ်မလှုပ်တဲ့နာကိုရှောင်တာရဲ့လှုပ်တဲ့နာကိုလှုပ်ထားရဲ့ဒီနှစ်ခုနဲ့ပြည့်စုံပြီဆိုလို့ရှိရင်သီလပဲထို့တူနှုတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲမပြောတဲ့နာကိုရှောင်ရမယ်ပြောတဲ့နာကိုပြောရမယ်နှမျိုးပဲမပြောတဲ့နာကိုရှောင်တယ်လေလေပြောတာတို့နှစ်ဦးနှစ်ယောက်ညီညွတ်နေတဲ့ပုဂ္ဂိုလ်တွေကွဲသွားအောင်မပြောရတာရိုင်းပြတဲ့စကားမျိုးတွေမပြောတာတို့သူတစ်ပါးအကျိုးမဲ့ဖြစ်သွားအောင်မပြောတာတို့အဲ့ဒါလိုမပြောတဲ့နာတွေကိုမပြောဘဲရှောင်တာဟာသီလပဲပြောတဲ့နာကိုပြောတာလည်းပဲသီလပဲဒါကြောင့်မို့သီလဆိုတာကာယကံနဲ့ဝစီကံဒီနှစ်ခုထိမ့်သိမ့်တာဆိုဒီနှစ်ခုထိမ့်သိမ့်လိုက်တာနဲ့တည်းပြင်ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရဆိုတာသီလပဲပေါ့ပရမတ္တကမ္မံပါရမီတဲ့ပရမတ္တဧတာပါရမီသူတဏ္ဍာမှာဖြစ်တဲ့သဘောသူ့ရဲ့လုပ်ရတည်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အဲ့ဒါကိုပါရမီလို့ခေါ်တာပါနိက္ခမတဲ့လူဟာပြောစရာအာယုန်တွေထဲမှာနေမျောပြီးတော့ပြောနေတတ်တယ်အဲ့ဒီပြောနေတတ်တဲ့ဟာတွေကိုစွန့်လွတ်နိုင်ခဲ့တယ်တွေ့တာနေတယ်အဲ့ဒါတွေကိုစွန့်လွတ်လိုက်ပါတဲ့စွန့်လွတ်လိုက်တာနိက္ခမပါရမီပဲကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်တယ်ဒီတမ္မန်ကာမဂုဏ်အာယုန်တွေအပျော်တွေကိုလုံးဝစွန့်ပယ်လိုက်တာနိက္ခမမြန်မာတွေကတော့တောထွက်တယ်လို့ပြောတာအမှန်တောထွက်တာဆိုတဲ့အဓိပ္ပာယ်တဲ့နိက္ခမဆိုတာကာမအာယုန်တွေကနေထွက်ခွာလိုက်တာကြည့်လေကမ္မထာကြောင်းသွားပြီးတော့ကမ္မထာအထုတ်တာလဲဒါထွက်ခွာတာပဲကိုယ်အိမ်မှာကိုနေရင်ကနေပြီးတော့ကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ပြီးတော့တရားဓမ္မပေါ်ပျော်မွေးဖို့စိတ်ကိုလှုပ်တာလည်းပဲတနည်းအားဖြင့်ဒါနိက္ခမပဲပေါ့ထွက်ခွာလိုက်တာပဲအင်္ဂလိပ်လိုတော့ဒါမို့နိက္ခမကို renounce လို့ပြန်တယ် renounce ဆိုတာစွန့်ပယ်တာကာမဂုဏ်အာယုန်တွေကိုတွန်းလှန်ဖယ်ရှားပြီးတော့ထူးခြားတဲ့တရားဓမ္မသိအောင်ကြိုးစားတာနိက္ခမဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုံနိုင်တယ်ဒါကြောင့်ပါရမီပညာအရာရာကိုခွဲခြားစိတ်ဖြာပြီးစူးစူးဆန်းဆန်းဆင်ဆင်ခြင်ခြင်ရှိတာပညာလောကလူတွေကများသောအားဖြင့်နမောနမဲ့နေကြတယ်မစင်စားကြဘူးဟိုလူပြောယုံဒီလူပြောယုံဟိုဟာပြောဟုံတို့ဒီဟာပြောဟုံတို့ကိုယ်တိုင်စဉ်းစားရမယ်အကြံထုတ်ရမယ်ဆိုရင်လည်းပြင်းတယ်ပြင်းနေတယ်လို့ဖြစ်တယ်ပေါ့မတွေးချင်ဘူးအမှန်တရားသိဖို့မကြိုးစားချင်ဘူးပညာဆိုတာလေ့ကျင့်သင်ကြားပေးလိုက်လို့အရာရာကိုခွဲခွဲခြားခြားကွဲကွဲပြားပြားသိလာပြီထိုသိတဲ့အရာဖြင့်အမှားအမှန်ကိုဆုံးဖြတ်ပေးနိုင်တယ်ပညာကိုလေ့ကျင့်သင်ကြားပေးနေတာပညာရအောင်ယူနေတာ
ဒါပညာပါရမီပဲအခုတရားနာတာဟာလည်းပဲပြောမယ်ဆိုရင်အသိဉာဏ်ရဖို့နားတယ်ဆိုရင်ပညာပါရမီပါပဲတရားနာခြင်းသည်အသိဉာဏ်ကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့လို့တရားနာတဲ့ကုသိုလ်ကိုမဟာပညာတန်ဝတ္တနိကပฏิပဒါကုသိုလ်လို့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေကုလသုတ်တံမှာဟောထားတာရှိတရားနာတယ်ကိုမသိတာတွေကိုမေးတယ်အဲ့ဒါလို့မေးမြန်းတာတို့ကုသိုလ်ဆိုတာဘယ်လိုတော့ဗျာအကုသိုလ်ဆိုတာဘယ်လိုတော့ဘာကိုရှောင်ဘာကိုဆောင်ရမလဲဆိုတဲ့မေးခွန်းတွေဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးလိုက်လို့အဖြေရလာပြီဆိုလို့ရှိရင်ဒါအသိဉာဏ်ချက်ချင်းရတယ်အဲ့ဒါအသိဉာဏ်ကိုစီးပူးအားထုတ်ခြင်းဖြစ်သည့်အတွက်ကြောင့်ဒီလိုပညာကိုလေ့လာသင်ကြားမှတ်ယူနေတာဟာပညာပါရမီပါပဲဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တွေတရားဓမ္မနာကြတယ်စာပေဖတ်ရှုကြတယ်ဆွေးနွေးကြတယ်မေးမြန်းကြတယ်ဟောတာဟာတာမန်မဟုတ်ဘူးပညာပါရမီပါလို့ဒီလိုမှတ်ရဝိရိယဘယ်အလုပ်လုပ်တွန့်ဆုတ်မှုမရှိဘူးမအောင်မြင်အောင်လုပ်တယ်ပေါ့ထူးသဖြင့်ကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေဟာလွယ်နဲ့လက်လျှော့သွားတတ်တယ်ပေါ့လွယ်တာကိုသာရွေးလုပ်ကြတယ်ခက်ခဲတာဆိုမလုပ်ဘူးခက်ခဲကိုကြိုးပမ်းအထုတ်ပြီးတော့ကြိုးစားအထုတ်တယ်ဆိုတာဒါဝိရိယတခါတရံကျတော့လုံလဝိရိယဆိုတာစိုက်ထုတ်မှုပြုဖို့ရလူတွေကလက်လျော့တတ်တယ်ပေါ့ဒီနေရာမှာဘုရားလောင်းမဟာစနကမင်းသားရဲ့စိတ်ထားကိုတတိထားဖို့လိုတယ်ပေါ့သင်္ဘောကြီးနစ်တဲ့အခါကျတော့သူနဲ့အတူတကွသင်္ဘောပေါ်ပါတဲ့သင်္ဘောသား900လောက်ကမျောလင်းချက်မရှိတော့ဘူးဆိုပြီးလုံလဝိရိယအကုန်ဆုံးလိုက်ကြအဲ့လိုလူမျိုးကလည်းအများကြီးရှိတယ်အေးသေမဲ့တူတော့အေးပဲသေမဲ့ဆိုတဲ့လူတွေအများကြီးပဲနော်မစွန့်လွတ်နိုင်တာမစွန့်စားဝတ်တာမဟာစနကမင်းသားအဲ့လိုမတွေးဘူးလှုပ်တဲ့နာလှုပ်ရမယ်လုံလဝိရိယဆိုတာလှုပ်ရမယ်ကြည့်လေသူလှုပ်တဲ့နာတွေပြင်းစင်ပြီးတော့သဘောအလံတိုင်းထိတ်ဖြားတက်ပြီးတော့သူအင်အားရှိသလောက်ခုန်လိုက်တာခလန်းလန်းကိုသွားကြအဲ့ဒီကနေစပြီးတော့သူကူးတာအဲ့ဒါလို့ကူးနေတဲ့အချိန်ဟာဘေးကလူတွေကတော့ပြောမယ်ဆိုမင်းဘယ်ကူးနေတာလဲတောင်ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးရှေ့ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးအနောက်ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးကမ်းမမြင်မဲနဲ့ဘယ်ဘက်ကြည့်အရက်လေးမျက်နှာကမ်းဆိုတာလုံးဝမမြင်ရတဲ့နေရာကြီးကိုရောက်နိုင်မယ်လို့မျှော်လင့်ချက်ကိုရှိနိုင်ရလားမရှိဘူးအဲ့ဒီလိုမရှိတာကိုဘုရားလောင်းဟာပင်လယ်ထဲမှာကူးခတ်နေတာဟာတာမန်ပုဂ္ဂိုလ်တွေကတော့တွေးလိုက်မယ်ဒါမိုက်မဲခြင်းလို့ပြောလိုက်မယ်ပေါ့ဘုရားလောင်းကအဲ့လိုမစင်စားဘူးသေမသေရောလှုပ်တဲ့နာလှုပ်မယ်သေသွားတဲ့ထဲမှာနောက်ဆုံးမှာလက်မြောက်လို့အရှုံးပေးလိုက်လို့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအာမထုတ်လို့သေရတယ်လို့ပြောသူကတော့လှုပ်တဲ့နာလှုပ်သွားရင်သေပြောတယ်ပေါ့အတွေးချင်းကမတူဘူးနော်မဏိကလမေခလာနတ်သမီးကကဲကန်ဒီမှာလာပြောတယ်လေဘာဖြစ်လို့ကူးနာလဲတဲ့ကမ်းမှာမမြင်နာကြီးအကျိုးမရှိဘူးလို့မတွက်ဘူးလားလို့ဆိုဟာမတွက်ဘူးတဲ့သူ့အနေနဲ့လှုပ်တဲ့အလုပ်တစ်ခုလုပ်တယ်လို့ပဲတွက်တယ်သူစွမ်းအားရှိသမျှတော့လုပ်မှာပဲသေတဲ့ချိန်သေခြင်းသေသွားပါစေစွမ်းအားရှိသမျှတော့သူလုပ်နေမှာပဲဘလောက်ကောင်းတဲ့စိတ်ဓာတ်လဲပေါ့ကြည့်သူကထောက်ပြတယ်ကျန်တဲ့လူတွေသေးကုန်ပြီတဲ့ငါကူးနေတာမသိဘူးတဲ့အခုနတ်သမီးဆိုတာလဲငါမြင်ဘူးရပြီတဲ့ဆိုဟောလို့ကူးခတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်လို့ပြောတာနော်အေးဖះလောင်းနေဝီရိယဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရတစ်ခုပါပဲ
ကျိုးပန်းအထုံးမှုမရှိဘဲနဲ့လက်လျော့လိုက်တဲ့ပုဂ္ဂိုလ်တွေကမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးပေါ့အဲဆိုခန္တီနောက်တစ်ခုကတိခန္ဓာလဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရတစ်ခုပဲများသောအားဖြင့်လူတွေကသိမခံနိုင်ကြဘူးသိမခံနိုင်ဘူးဆိုတာတစုံတစ်ယောက်ကကိုယ်ကိုလာဆက်စော်ကားမယ်ဆဲမယ်ရေးမယ်သိမခံနိုင်ဘူးပြင်းထန်တဲ့အပူနဲ့တွေ့ရင်လည်းသိမခံနိုင်ဘူးအေးလွန်းရင်လည်းသိမခံနိုင်ဘူးအိုးဘဝကြီးမှာအဆင်မပြေဘူးဆိုလည်းသိမခံနိုင်ဘူးအဲ့ဒါကမကောင်းတဲ့ဘက်ကသိမခံတာတစ်ခုလောကရန်နဲ့ပတ်သက်လာလို့ရှိရင်အကောင်းနဲ့တွေ့လည်းသိမခံနိုင်ကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကတက်ကြွမကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကနှိမ့်ချ depression ဖြစ်အဲ့ဒါခန္တီဆိုတဲ့စိတ်ဓာတ်ရဲ့စွမ်းအားတစ်ခုမရှိတာအဲ့ဒါရှိအောင်ဘုရားလောင်းနေကြလေ့ကျင့်ကြတယ်ခန္တီဝါဒီယတိကြီးပဲကြည့်သူဆွဲကင်ထားတဲ့ဝါဒကဘာပဲဖြစ်ဖြစ်သီးခံရမယ်ဆိုတဲ့ဝါဒပဲဘုရင်ကြီးကသူ့ကိုနှိပ်စက်တယ်ဆူးရှိတဲ့ချိန်လုံးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့မေးတယ်သင်ရဲ့ဝါဒကဘာလဲဆိုရင်ခန္တီပဲသူကအပြုံးမပြတ်ဘူးခန္တီပဲလက်ဖြတ်လည်းပဲခန္တီပဲသူကသိခံရမယ်ဆိုတဲ့ဝါဒပဲထားတယ်နောက်ဆုံးအသက်သေဆုံးသွားသည့်အထိအောင်ခန္တီဆိုတာတပြားသားမှမလျှော့ဘူးအဲ့ဒါလို့ဘုရားလောင်းတွေဟာသိခံတဲ့နေရာမှာလည်းပဲလေ့ကျင့်ပြီးတော့ယူတာသိခံတာဟာလည်းသူတော်သူမြတ်တို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတစ်ခုပဲတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲနောက်တစ်ခုသစ္စာမှန်တာကိုပြောတယ်လောကလူတွေကမှန်တာကိုပြောရမှာကြောက်တယ်မှန်တာကိုပြောရမှာကြောက်သည့်အတွက်ကြောင့်မူသားလေးနည်းနည်းတော့ထည့်ပြောအပိုဆာလာလေးတွေထည့်ပြောမဟုတ်တာမမှန်တာလေးတွေနဲ့ပြောတယ်သူများကိုဒီဂတိပေးပြီးတော့လဲလွယ်လွယ်နဲ့ဂတိကိုဖျက်တတ်ကြတယ်ပေါ့ဖះလောင်းနေကြတော့မှန်ကန်မှုကိုသိတန်ဖိုးထားတယ်ပေါ့နှုတ်ကပြောရင်လည်းမှန်တာပဲပြောမယ်ဂတိပေးထားလို့ရှိရင်လည်းမဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့ဒါဖះလောင်းနေမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲဒါကြောင့်မို့လို့ဒီသစ္စာဆိုတာမှန်ကန်မှုဂတိမပြတ်တာကအစအဲ့ဒါဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ရတစ်ခုပဲနောက်တစ်ခါကျတော့အဋိဋ္ဌာဏအဋိဋ္ဌာဏဆိုတာခုခေတ်အများနားလည်နေတာတော့အဋိဋ္ဌာန်နဲ့အဋိဋ္ဌာန်နဲ့အဋိဋ္ဌာန်ပတိစိတ်တယ်ပေါ့စသဖြင့်ပြောကြဒီနေ့ကို10ဘတ်ဆိုရင်10ဘတ်မပြည့်အောင်စိတ်ဟုတ်ပါတယ်အဋိဋ္ဌာဏဆိုတာအဋိဆိုတာဆွဲဆွဲမြဲမြဲဌာနယတ္တိတာကိုလှုပ်တယ်မဲ့ဆိုရဲအလုပ်တစ်ခုဆွဲမြဲဆိုတာဆုံးဖြတ်ချက်အတိုင်းဥလီမတုံဆောင်ရွက်သွားတာဒါအဋိဋ္ဌာဏပါရမီလို့ခေါ်တယ်အဋိဋ္ဌာန်ထားပြီဆိုရင်ဒီအဋိဋ္ဌာဏပါရမီကိုဘယ်တော့မှမဖြစ်ဘူးဒါလည်းပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ရတစ်ခုပဲတဲ့နောက်တစ်ခုကမေတ္တာအများရဲ့ကောင်းကျိုးကိုလိုလားတာကိုယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေအများတ attva တို့ရဲ့ကောင်းကျိုးကိုလိုလားတဲ့အမုန်းကင်းစင်တဲ့သဘာဝတရားတစ်ခုလောကလူတွေကမိမိပေါ်မှာအကျိုးပြုတဲ့ပုဂ္ဂိုလ်သို့မဟုတ်မိမိနှစ်သက်တဲ့ပုဂ္ဂိုလ်ဆိုရင်တဏှာနဲ့ချစ်ခင်ကြတယ်မိမိအတွက်အနှောက်အယှက်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ဒေါသနဲ့မုန်းတီးကြတယ်အဲ့တော့ချစ်ချင်းနဲ့မုန်းခြင်းဆိုတာဒီနှစ်ခုစိတ်ဓာတ်မှာကွဲပြားပြီးတော့နေတယ်ဖះလောင်းတော်တွေကြတော့အေးချစ်ချင်းနဲ့မုန်းခြင်းတဏှာနဲ့ချစ်ချင်းဆိုတာလည်းမရှိဘူးဒေါသနဲ့မုန်းခြင်းဆိုတာလည်းမရှိဘူးချစ်ချင်းနဲ့မုန်းခြင်းနှစ်ခုကြားမှာအကျိုးစီးပွားကိုလိုလားတယ်ဆိုရယ်မြင့်မြတ်တဲ့စိတ်နဲ့ထားတယ်ပေါ့မေတ္တာဆိုတာ
တဏှာချစ်နဲ့တဏှာချစ်ဆိုတာကိုယ့်အတွက်မေတ္တာဆိုတာသူ့အတွက်တဏှာရဲ့သဘောကကိုယ့်အတွက်စဉ်းစားတာမေတ္တာကသူ့အတွက်စဉ်းစားတာအဲ့တော့သူ့အတွက်သူများအတွက်စဉ်းစားတယ်ဆိုတဲ့က selfish မဟုတ်ဘူးတဲ့ selfish ဆိုတဲ့ကိုယ်ကျိုးရှာတဲ့စိတ်ဓာတ်အမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မဟုတ်ဘူးဒါကြောင့်မို့ပါရမီဆိုတာပါရမီ7ပါးထဲမှာပါတယ်ဒီမေတ္တာဆိုတာအများရဲ့အကျိုးကိုလိုလားနှစ်သက်တယ်အများကောင်းကျိုးဆောင်ရွက်ဖို့အများရဲ့အကျိုးမျှော်လင့်နေဆိုတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ဟာလည်းပါရမီပဲနောက်တစ်ခုဥပိ္ပခာဥပိ္ပခာဆိုတာ ਨੇ ပတ်သက်ပြီးတော့နားလည်ဖို့ရတာဥပိ္ပခာကဘသူကကိုယ့်ကိုဘာလုပ်ဆဲသွားသည်ဖြစ်စေကိုယ့်ကိုချီးမွမ်းနေသည်ဖြစ်စေကဲ့ရဲ့သည်ဖြစ်စေကိုယ့်ကိုအကျိုးပြုသည်ဖြစ်စေအကျိုးမပြုသည်ဖြစ်စေထိုပုဂ္ဂိုလ်ရဲ့လောက်ရကိုစိတ်ထဲမှာမထားဘူးသူလောက်ရမယ့်အလုပ်ကိုလုပ်သွားတာအဲ့ဒါဥပိ္ပခာဥပိ္ပခာဆိုတာပုဂ္ဂိုလ်ရဲ့လောက်ရကိုလစ်လျူရှုပြီးတော့လုပ်တဲ့နာလုပ်တာအကျိုးစီးပွားကိုဆောင်ရွက်တာအဲ့ဒါမှဥပိ္ပခာနော်မတက်လို့မခေါ်ဘဲနဲ့နေတာဥပိ္ပခာမဟုတ်ဘူးများသောအားဖြင့်ဥပိ္ပခာဆိုအရာထဲမှာဥပိ္ပခာထားလိုက်ဥပိ္ပခာထားလိုက်ဥပိ္ပခာဆိုတာအလွန်မြင့်မြတ်တဲ့သဘောထားတစ်ခုပဲအတိမ်းဆောင်မရှိဘူးသူကမြေကြီးလိုပဲဘယ်လိုမြေကြီးอ่ะမြေကြီးဟာသူ့ပေါ်မှာမစင်အညစ်အကြေးတွေစွန့်လဲစိတ်မဆိုးဘူးပန်းနန္တာရည်တွေလောင်းတော်လည်းပဲဝမ်းမသာဘူးသူ့ဖို့ဒီနှစ်ခုကဘာမှမထူးအေးဥပိ္ပခာဆိုတဲ့စိတ်ဓာတ်ကလည်းပဲကျန်တဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့လောက်ရတွေကိုဂရုမစိုက်ဘူးတဲ့ကိုလှုပ်တဲ့အလုပ်ကိုဆက်လုပ်သွားတယ်ပေါ့ကောင်းတဲ့အလုပ်တွေလုပ်တယ်ဒါကြောင့်မို့ဖျားဖြစ်ဖို့မြင့်မြတ်တဲ့အလုပ်တွေဟာဒီလုပ်ငန်းတွေမလုပ်ဘဲနဲ့ဖျားဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့ပါရမီရှင်တွေဆောင်ရွက်ရမယ်မြင့်မြတ်တဲ့အလုပ်တွေဆိုတာကဟောဒီ10မျိုးပဲအဲ့ဒီ10မျိုးကိုတောင်မှအဆင့်3ဆင့်စီထပ်ခွဲလိုက်သေးတယ်နော်ဒါနဆိုလို့ရှိရင်အပြင်မပစ္စည်းလူတာကဒါနပါရမီကိုယ်ခန္ဓာကိုယ်မှာရှိတဲ့သွေးစတာကိုထုတ်ပြီးတော့လှူတာကဒါနဥပပါရမီအသက်အသေးခံပြီးတော့လှူတာကဒါနပရမတ္ထပါရမီလို့သီလကလည်းထို့တူပဲပြင်ပပစ္စည်းတွေအဆုံးရှုံးခံပြီးတော့သီလကိုထိမ့်သိမ်းဆောင်ရှောက်တယ်မိမိရဲ့ခြေလက်အင်္ဂါအဆုံးရှုံးခံပြီးတော့သီလကိုထိမ့်သိမ်းဆောင်ရှောက်တယ်အသက်အဆုံးခံပြီးတော့သီလကိုထိမ့်သိမ်းဆောင်ရှောက်တယ်လို့3ဆင့်အားလုံးဟာ3ဆင့်စီသွားမှာပဲအဲ့ဒါကြောင့်မို့လို့ပါရမီ10ပါးအပြား30လို့ပြောတာဒါအမတန်လေ့ကျင့်ရတဲ့ကိစ္စတွေပေါ့နော်အေးမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီအလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင့်မြတ်တယ်လို့ခေါ်ရတယ်ပါရမီရှင်ဆိုတာအခုလိုမြင့်မြတ်တဲ့အလုပ်တွေလုပ်လို့စုကြီးပန်ရတယ်ပေါ့သမ္မာသမ္ဗုဒ္ဓလောကထွတ်ထားသဗ္ဗညုတဖရာအဖြစ်သို့ရောက်ချင်တဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီလေ့ကျင့်မှုကအတိုင်းအတာကန့်သတ်တစ်ခုရှိတယ်တဲ့လေ့ကျင့်ရမယ်အတိုင်းအတာပမာဏတစ်ခုအဲ့ဒီအတိုင်းအတာပမာဏအတိုင်းမလေ့ကျင့်နိုင်ရင်မရဘူးဒါကြောင့်မို့ဘုရားလောင်းတော်တွေဟာအ ਨੇ ဆုံးပညာဓိကပညာကိုဦးစားပေးတဲ့ဘုရားဆိုလို့ရှိရင်လေးအသင်္ချေနဲ့ကဘာတသိလေးအသင်္ချေဆိုတာမရေမတွက်နိုင်တာ၄ခါရေတွက်လို့မရတဲ့ကဘာပေါင်းဟာ၄ခါဂျုံပြီးတော့ရေတွက်လို့ရတာကဘာတသိလို့ဒီလိုဆိုလို့တယ်ဂေါတမမြတ်စွာဘုရားလေးသင်္ချေနဲ့ကဘာတသိပါရမီဖြည့်လို့ဘုရားဖြစ်သူရောက်တယ်နောက်အဲ့ဒီမှာတတ္ထာဓိကသရတရားကိုရှေ့တန်းတင်ပြီးတော့ဒီပါရမီတွေကိုဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကြတော့ရှစ်သင်္ချေနဲ့ကဘာတသိလုံလဝိရိယကိုရှေ့တန်းတင်ပြီးတော့အာမရလို့ထပ်ဖြည့်တဲ့
ဖះလောင်းနေကြတော့16သင်္ချေနဲ့ကဘာတသိန်းဖះတဆူဖြစ်ဖို့ဟာအနည်းဆုံး4သင်္ချေနဲ့ကဘာတသိန်းဆိုတဲ့ဒီအတိုင်းတာအကန့်အသတ်ကြီးတစ်ခုမပြည့်မချင်းဖြစ်ချင်ကြရမှာပေါ့အဲ့ဒါလိုပဲမိမိကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်သစ္စာလေးပါးကိုသိတဲ့ပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓဆိုတာတိကြဖရာလို့ဒီလိုပြောလို့ရတယ်ဘုသူတရားကိုမှနာပြီးတော့တဆင့်နာပြီးတပိခံပြီးတော့ဖြစ်တာမဟုတ်ဘူးကိုယ်ပိုင်အသိဉာဏ်နဲ့ဘုရားဖြစ်သွားလို့သမ္မာသမ္ဗုဒ္ဓဖရာကနေပြီးတိကြဖရာအဲ့ဒီဖရာဖြစ်ဖို့ရကြတော့နှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရမယ်အတိုင်းတာကန့်သတ်ရှိတယ်ထို့တူပဲမြတ်စွာဘုရားရဲ့လက်ရတော်ယံလက်ဝဲတော်ယံဖြစ်ဖို့ရအတွက်ကြတော့တိအသင်္ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရမယ်ရှင်သာရိပုတ္တရာတို့ရှင်မမောဂလန်တို့ဆိုတာတိအသင်္ချေနဲ့ကဘာတသိန်းကဘာပေါင်းအသင်္ချေကတစ်ခုနောက်ထပ်ရေတွက်လို့ရတာကတသိန်းဆိုပြီးတော့တိအသင်္ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရတယ်ကျန်တဲ့တာဝကတွေတော့ဘလောက်ပါရမီဖြည့်ရမယ်ဆိုတာကန့်သတ်ထားတာမရှိဘူးအဲ့တော့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီဘဝပါရမီဖြည့်လိုက်လို့ရှိရင်နောက်ဘဝသိကြတယ်နော်သိကြတယ်ခုနလိုစုကြီးပံမဟုတ်ဘူးဆိုလို့ရှိရင်ဖြစ်နိုင်စုကြီးပံဆိုလို့ရှိရင်တော့အဲ့ဒီသူ့ရဲ့ကန့်သတ်ချက်တွေအတိုင်းအဲ့ဒီအတိုင်းတာပြည့်မီအောင်လုပ်ဖို့တော့လိုအပ်တယ်တဲ့ကြည်ဂိတာဂေါရမီတို့ဆိုတာဘုရားရဲ့သမီးတော်တွေထဲမှာထင်ရှားတဲ့အမျိုးသမီးတွေတူပဲသူ့ဘဝဇာကြောင်းကိုသူ့ဟာသူပြန်ပြီးတော့ပြောထားတာအဓိကထားပြီးတော့ဘုန်းကြီးတို့ဟောဂိတာဂေါရမီဆိုတာသာဝတိပြည်ကအမျိုးသမီးတစ်ခုပဲသူ့ရဲ့ဘဝဇာလန်းကဘယ်ချိန်မှသူဘာတွေလုပ်ခဲ့တယ်လဲဆိုတာလေးကိုပြန်ပြီးတော့သူ့ဘာသူပြောထားတာရှိဒီကနေ့ကဘာကနေပြီးတော့နောက်ပြန်ပြီးရေးလိုက်လို့ရှိရင်တဲ့ကဘာတသိန်းဂေါရမမြတ်စွာဘုရားရဲ့အလောင်းကိုယ်တိုင်ဟာလည်းပဲအဲ့ဒီကဘာတသိန်းတက်ကပွင့်နေဘဒုမုဒ္ဒရဘုရားအဲ့ဒီဘုရားထံမှာဗျာဒိတ်ခံခဲ့ဘူးတယ်ဒီကဘာကပြန်ရည်တွက်လိုက်လို့ကဘာတသိန်းမှာဘဒုမုဒ္ဒရဆိုတဲ့ဘုရားကိုပွင့်ခဲ့တယ်အဲ့ဒီဘဒုမုဒ္ဒရဘုရားထံမှာဂေါရမဘုရားအလောင်းဟာဗျာဒိတ်ခံခဲ့ဘူးတယ်ကိတ္တဂေါရမီရဲ့ဘဝလေးကအဲ့ဒီကစပြီးတော့မှတ်တမ်းရှိတယ်ပေါ့ဘဒုမုဒ္ဒရမြတ်စွာဘုရားမတိုင်မီကလည်းသူ့ဘဝတွေရှိခဲ့မှာပဲသို့တော့အဲ့ဒီဘဝတွေအကြောင်းမှတ်တမ်းမရှိတော့သူ့ရဲ့ပါရမီဟာအဲ့ဒီကစတယ်လို့ပဲပြောနိုင်တယ်ဘဒုမုဒ္ဒရမြတ်စွာဘုရားပွင့်တဲ့အချိန်မှာအဲ့ဒီမှာဟန္တာဝတီဆိုတဲ့နေပြည်တော်ကြီးမှာသူကအမျိုးကောင်းသမီးလေးတူသွားဖြစ်တယ်ဒါမျိုးဆိုတာအလွန်တိုက်ဆိုင်နိုင်ခဲ့တယ်ပေါ့ဘုရားပွင့်ပြီးတော့ဘုရားသတင်းသုံးတဲ့နေရာမှာလူသွားဖြစ်ရတယ်အဲ့ဒါလိုဟန္တာဝတီမှာအမျိုးသမီးလေးတူဖြစ်တဲ့အချိန်မြတ်စွာဘုရားကျောင်းတော်သွားပြီးတော့တရားပွဲတွေတရားနာအဲ့လိုတရားနာတဲ့အခါမှာသရတရားတွေအမတန်မှထက်လာလို့မြတ်စွာဘုရားနဲ့ကိုယ်ွယ်စိတ်ကတ်တယ်တရားကိုလည်းကိုယ်ွယ်စိတ်ကတ်တယ်သံဃာကိုလည်းကိုယ်ွယ်စိတ်ကတ်တယ်ဘုရားဟောတဲ့တရားကိုလည်းပဲအလွန်နှစ်ချိုက်ဒီလိုနဲ့တရားပွဲတွေကိုအမြဲမပြတ်ဆိုသလိုကျောင်းတော်မှာသွားပြီးတော့နားနေအခုလိုနားနေတာကိုကသူဒါပညာပါရမီဖြည့်နေတာပဲအဲ့ဒါလိုပါရမီဖြည့်လို့စိတ်ကောင်းနှလုံးကောင်းနဲ့မြင့်မြတ်တဲ့လူတွေရဲ့လုပ်ငန်းလုပ်တော့ဒီနေ့မှာအဲ့ဒီဘဒုမုဒ္ဒရမြတ်စွာဘုရားကဘုရားရဲ့သမီးတော်ဘိက္ခုနီတစ်ပါးကိုပရိသတ်၄ပါးရဲ့အလယ်မှာဂုံကျွေးစုတွေကိုပြောပြီးတော့သူ့ရဲ့ထူးချွန်မှုကိုဂုံပြုတဲ့အနေနဲ့ဧတရက်ဘွဲ့သူဖြင့်ချီးကျူးနေတဲ့အ
အခမ်းအနားတစ်ခုသူရောက်သွားအဲ့ဒီဘိက္ခုနီမကသူများတဲ့ထူးချွန်ပြီးတော့အဝတ်အစားနဲ့ပတ်သက်ပြီးတော့အမတန်မှချိုးချိုးချမ်းချမ်းကောင်းတယ်ဆိုတဲ့အဝတ်ကိုဘယ်တော့မှမဝတ်ဘူးသုတ်တန်တစ္ဆသင်္ချိုင်းဝါမှာပြစ်ထားတဲ့အဝတ်တွေကမကောင်းတဲ့အဝတ်ကိုမှရွေးပြီးတော့ဖွတ်လျော်ချုပ်ဆက်ပြီးတော့အဲ့ဒီအဝတ်မျိုးကိုဝတ်တယ်ရှိနော်ဘုန်းကြီးတို့တွေကြတော့ရှင်မကောင်းတဲ့အဝတ်ကိုမိုးချင်ဘူးကောင်းတာလေးရွေးတာဟုတ်ကလားဒီအဝတ်ကလေးကအစင်းလှသလားဒီအဝတ်လေးကပိုကောင်းသလားဆိုတာကိုလောကလူတွေမှာကြည့်ရင်ကောင်းတာလေးပဲရွေးကြတယ်မကောင်းတာဘူးမှမရွေးဘူးအဲ့ဒီဘိက္ခုနီမကတော့မကောင်းတဲ့ဟာကိုပဲရွေးဝတ်တယ်ဘာကြောင့်ဒီလိုလုပ်တာတော့ဆိုရင်သူ့ရဲ့လောဘကိုချိုးနှိမ်တာပဲတသံတရားလုံးအကောင်းကြိုက်လာတာသူလည်းမကြိုက်တာတော့မဟုတ်ဘူးเนาะတသံတရားလုံးအကောင်းကြိုက်လာတဲ့တဏှာရဲ့အတွေးအမြင်တွေကိုဖယ်ရှားပစ်ပြီးတော့အေးသူ့စိတ်ကိုသူဆုံးမတဲ့အနေနဲ့မကောင်းတာကိုမှရွေးပြီးတော့ဝတ်ဆင်တယ်အဲ့ဒါလို့ဝတ်ဆင်တော့ဘိက္ခုနီတွေထဲမှာသူကအမတန်မှထင်ရှားတယ်ပေါ့ခေါင်းပါတဲ့နွမ်းနယ်တဲ့သင်္ကန်းကိုပါဠိဘာသာနဲ့လူခစီဝရလို့ခေါ်တယ်လူခစီဝရကြမ်းတမ်းတယ်ညံ့တယ်နော်မကောင်းဘူးဆိုတဲ့အများကမလိုချင်တဲ့အဝတ်အဲ့ဒီသင်္ကန်းမျိုးကိုမှသူကရှာပြီးတော့ဝတ်သည့်အတွက်ကြောင့်ခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့နေရာမှာတော့အမတန်အထူးချွန်ဆုံးပဲလို့ဘုရားမြတ်စွာကဧတရက်ရာဓုဖြင့်ဂုံပြုတာအဲ့ဒီဂုံပြုတဲ့အခမ်းအနားကိုသူရောက်သွားတဲ့အခါကျတော့သူ့စိတ်ထဲမှာသိသဘောကျသွားတယ်သူကိုယ်သူလည်းကြည့်မိပါလိမ့်မယ်။အော်ငါကြတော့ကောင်းတာတွေကြီးပဲဝတ်တာကောင်းတာတွေဝတ်သည့်အတွက်ကြောင့်အဝတ်အကောင်းဝတ်လို့ဆိုပြီးတော့ဂုံပြုတာမရှိဘူးလေဂုံပြုမခံရဘူးကြည်စမ်းခေါင်းကောင်းဖားပါအညံ့ဆုံးအဝတ်ကိုမှဝတ်တဲ့ပုဂ္ဂိုလ်ကြတော့ဂုံပြုခံရတယ်သူများနဲ့မတူတဲ့စိတ်ဓာတ်နော်အဲ့ဒီစိတ်ဓာတ်ကလေးသူပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့သူ့စိတ်ထဲမှာဆွဲဆွဲမြဲမြဲအဲ့ဒီဘိက္ခုနီမကိုသိအားကြတယ်ခုခေတ်လေလူတွေကောင်းရနဲ့ပတ်သက်ပြီးတော့ဒီလိုမြင်ကြရကြားကြလို့ရှိရင်အားကြတယ်ဆိုတာပေါ်တာပဲပေါ့နော်လူတိုင်းကအားကြလားလို့ဆိုတော့မကြဘူးကိုယ်ဝါဒနာကိုယ်စိတ်ဓာတ်နဲ့ကိုင်းညီသွားတဲ့အချက်တွေကြတော့အားကြကြတယ်လူတွေမှာဟောကိတံဂေါရမီဖြစ်လာမဲ့အမျိုးသမီးငယ်အဲ့ဒီအချိန်တုန်းကဒီဘိက္ခုနီမရဲ့အသွင်အပြင်ထိုဘိက္ခုနီမရဲ့ဖျားကိုယ်တိုင်ကနေပြီးတော့ချစ်ကျူးပြီးဂုံပြူတာအမတန်မှအားကြတယ်ငါလည်းပဲဒါမျိုးဖြစ်ချင်လိုက်တာဒါမျိုးဖြစ်ချင်လိုက်စိတ်ထဲမှာအဲ့လိုဖြစ်ချင်လိုက်တာဆိုပြီးကုသိုလ်ကောင်းမှုတွေလုပ်တယ်သူ့စိတ်ထဲမှာဒါပဲစွဲနေတယ်ဘုရားမှုရှိတဲ့သံဃာတွေပင့်တယ်ဆွမ်းကတ်တယ်သီလဆောက်တည်တယ်တရားနာတယ်ကုသိုလ်ကောင်းမှုတွေကိုမြတ်စွာဘုရားထံခွင့်ပန်ပြီးတော့သံဃာတွေကိုပင့်ဆွမ်းကတ်ခွင့်ပန်ပြီးနောက်ဆုံးမှာသူကုသိုလ်ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားကနေပြီးခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့ဘိက္ခုနီမတဦးကိုဂုံပြုပြီးတော့ဧတရက်ဘွယ်သူဖြင့်ချီးကျူးတော်မူပါတယ်တပည့်တော်လည်းပဲအခုလုပ်တဲ့ကုသိုလ်တွေဟာအဲ့ဒီလိုဘိက္ခုနီမျိုးတပည့်တော်ဖြစ်ချင်လိုက်တာဗျာဖြစ်ပြရစေပါဟောဒီကုသိုလ်ကောင်းမှုကြောင့်တပည့်တော်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာဖြစ်ပြရစေပါလို့ဆုတောင်းတယ်ဆုတောင်းတော့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကကြည်လိုက်တာသူစိတ်ကလည်းတအားထက်သန်တယ်နော်အဓိကာရောစသန္တတာဒီဗျာဒိတ်ရဖို့ဆိုတာလူသားစစ်စစ်လည်းဖြည့်ဖို့လိုတယ်တဲ့ဘုရားလောင်းနေကြတော့အဓိကာရသူများတဲ့ထူးထူးခြားခြားကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရသန္တ
လွန်ခဲပြင်းထန်တဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒလည်းရှိရမယ်။တမန်ကလေးအားကြယုံမဟုတ်ဘူးတကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒသူ့မှာရှိတယ်။အဲ့ဒီဆန္ဒစွမ်းအားကြောင့်မို့လို့ကုသိုလ်တွေလုပ်ပြီးအရှင်ဘုရားတဲ့တပည့်တော်လည်းအဲ့ဒီဘိက္ခုနီမမျိုးဖြစ်ပြရစေပါတဲ့။ဆိုတော့ပထမုဒ္ဒရာမြတ်စွာဘုရားကအနာဂတန္တညာနဲ့ကြည့်တယ်အနာဂတ်ဘဝတွေလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အေးဒီကဘာကနေကဘာတသိန်းလွန်သွားတဲ့အခါဗဒ္ဒကဘာဆိုတဲ့ကဘာတစ်ခုပေါ်လိုက်တယ်အဲ့ဒီဗဒ္ဒကဘာမှာဘုရားငါးစုပွင့်မယ်စတုထမြောက်ပွင့်တဲ့ဂေါရမဘုရားအဲ့ဒီဂေါရမဘုရားလက်ထက်မှာသင်ဟာလူခစီဝရခေါင်းပါတဲ့သင်္ကန်းကိုဝိယုံတဲ့ဘိက္ခုနီတွေထဲမှာထူးချွန်သူဖြစ်လိမ့်မယ်လို့ဘုဒ္ဓဗုဒ္ဓရာမြတ်စွာဘုရားကဗျာဒိတ်မိန့်ချတော်မူတယ်ဗျာဒိတာဆိုတာအနာဂတ်ဟောစရမ်းပဲဒါမြတ်စွာဘုရားကဘာဖြစ်လို့ကြိုတင်ပြောနိုင်တာလဲဆိုကြည်သူ့ရဲ့တရားစွမ်းအားတွေဆန္ဒတွေပြင်းထန်မှုတွေကဖြစ်ကိုဖြစ်လာမယ်ဆိုတာကိုမြတ်စွာဘုရားမြင်ပြီးသွားပြီတကယ်စိတ်ဆန္ဒကိုကြည့်ပြီးတော့ပြောတာဒီမဖြစ်သေးတဲ့အရာတွေကိုလှမ်းပြီးတော့ပြောနိုင်တယ်ဆိုတာဟာဒီအကြောင်းမဲ့ပြောတာမဟုတ်ဘူးဥပမာမဲ့ကလေးလေးတယောက်စာပေတွေကြိုးစားတယ်ကြက်တယ်ဆိုဟာဒီကလေးကတော့ထူးထူးချွန်ချွန်အောင်ပါပဲနဲ့ပြောကြတယ်ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်မှာပဲနဲ့ပြောကြတယ်အဲ့လိုပြောတဲ့အတိုင်းပဲဒီပုဂ္ဂိုလ်ကထူးချွန်တယ်ဘုရားချတော့သူ့ရဲ့အနာဂတ်ကိုကောင်းကောင်းမြင်နိုင်တယ်ပေါ့နော်တာမန်ပုဂ္ဂိုလ်တွေကတော့သူ့ရဲ့လုပ်ရကိုကြည့်ပြီးတော့မှန်းဆပြောကြတယ်မြတ်စွာဘုရားကြတော့သူ့ရဲ့စိတ်ဆန္ဒတွေရဲ့ပြင်းထန်မှုသည်အတိုင်းအတာတစ်ခုဟာဘယ်ထိအောင်ရောက်သွားမယ်ဆိုတာကိုကြည့်ပြီးတော့မြတ်စွာဘုရားကဗျာဒိတ်ထားတော်မူတယ်ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာစုပန်ခဲ့သူပေါ့အဲ့ဒီကနေပြီးတော့ဘဝဆုံးတဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်နတ်ပြည်ဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်ကောင်းရသူဂတိဘုံရောက်တယ်နောက်တစ်ခါသူ့ဘဝလေးဟာဘယ်နေရာမှာပြန်ပေါ်လာပြန်တယ်လဲလို့ဆိုရင်ကဘာတသိန်းလွန်သွားပြီးတော့ဗဒ္ဒကဘာရောက်လာတဲ့အခါဒီပြင်ဖရာတွေလက်ထက်မှာသူဘာဖြစ်တယ်ဆိုတာမှတ်တမ်းမရှိတော့ဘူးကသဗ္ဗဖရာပွင့်ပြီဂေါရမဖရာမပွင့်ခင်ပွင့်တဲ့ကသဗ္ဗဖရာပွင့်ပြီဆိုတဲ့အခါမှာဟောဒီမျိုးသမီးလေးကဘဝမှာပြန်ပေါ်လာပြန်တယ်အဲ့တော့ကျန်တဲ့ဘဝတွေကမထူးလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ကျန်တဲ့ဘဝတွေ तू မပြောဘူးအရေးကြီးတဲ့ဘဝနှစ်ခု तू ပြောတယ်ဘဒုဝုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကစုပန်ခဲ့တဲ့အကြောင်း तू ပြောတယ်နောက်ကဘာတသိန်းလွန်သွားတဲ့အခါမှာကသဗ္ဗမြတ်စွာဘုရားပွင့်လာတဲ့အခါမှာ तू လူဖြစ်တာကိုပြောတယ်အဲ့ဒီကသဗ္ဗမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ကာတိဘုရင်ဗာရဏသီမြို့မှာရုံးဆိုင်တဲ့နန်းထိုင်တဲ့ကာတိဘုရင်မြင့်မြတ်ကြီးရဲ့နာမည်ကိကီလို့ခေါ်တယ်အဲ့ဒီကိကီဘုရင်ကြီးမှာသမီးတော်9ဦးရှိသမီးတော်တွေကအချောအလှတွေကြီးပဲသမီးတော်တွေရဲ့နာမည်ကိုဘယ်လိုပေးထားတော့ဆိုအကြီးဆုံးသမီးကိုသမနာတဲ့ဒုတိယသမီးရဲ့နာမည်ကသမနဂုတ်တာတဲ့ဒီနာမည်လေးတွေသမဏီတဲ့သမနဂုတ်တာတဲ့ဟုတ်လားအကြီးဆုံးသမီးကသမဏီဒုတိယသမီးကသမနဂုတ်တာတဲ့နောက်တစ်ခါတတိယသမီးကြတော့ဘိက္ခုနီတဲ့နာမည်ပေးထားတယ်စတုထသမီးကြတော့ဘိက္ခုဓာယိကာလို့ဒီလိုနာမည်ပေးတယ်ပိစမသမီးကြတော့ဓမ္မာတဲ့ဆဋ္ဌသမီးကြတော့သူဓမ္မာတတ္တမသမီးကြတော့သံဃဓာယိကာလို့ပါရံပါဠိတော်မှာသူကိုယ်တိုင်ပြောတာသူတို့ညီမ9ဖော်ကိကိမင်းကြီးရဲ့သမီးတော်တွေအဲ့ဒီမှာသွားဖြစ်ကြတာသွားဖြစ်တဲ့အခါကျတော့ကသဗ္ဗမြတ်စွာဘုရားရဲ့တရားဓမ္မတွေနာလို့သူတို့စိတ်ထဲမှာ
သိပ်ပြီးတော့သာသနာပေါင်းဝင်ញင်ကြတယ်ဘိက္ခုနီလှုပ်ချင်ကြတယ်ဘိက္ခုနီလှုပ်ချင်လို့ခမည်းတော်မင်းတရားကြီးစီခွင့်ပန်တယ်သမီးတော်ခမည်းတော်မင်းတရားကြီးကခွင့်မပေးဘူးတဲ့မောရသမီးတွေအခုခေတ်လည်းပဲရှိတာပဲနော်ကိုသမီးတွေသီလရှင်ဝှချင်တယ်မောနဲ့ပဲပြောတာသားလေးတွေသင်္ကန်းဝှချင်တယ်ဆိုမောနဲ့ပဲပြောတယ်သူတို့လည်းပဲအဲ့လိုခွင့်မပြုတဲ့အခါကျတော့သူတို့ဘာလုပ်တော့ဆိုအဲ့သမီးတော်9ပါးအိမ်တော်မပြုဘဲနဲ့အပြိုကြီးဘွားနဲ့နေကြတယ်အဲ့ဒါကိုကောမာရဗြဟ္မစာရီလို့ခေါ်တယ်အပြိုဘွားနဲ့ဗြဟ္မစရိယသိက္ခာပုဒ်ကိုစောင့်တည်ပြီးတော့ဘုရားကျောင်းသွားတရားနာကုသိုလ်ကောင်းမှုတွေလုပ်ပြီးဒီလိုပဲနေကြတယ်အဲ့ဒါလို့နေတော့ဒီသမီးတော်9ဘောဟာအမှန်တန်ထူးခြားတဲ့ပါရမီရှင်တွေပဲအဲ့ဒီထဲမှာသူကဘယ်သူလာဖြစ်တာတုံးဆိုဓမ္မာဆိုတဲ့သမီးတော်သူပဲဓမ္မာဆိုတဲ့အနေနဲ့သူလာဖြစ်တယ်ကတ္တဗမြတ်စွာဘုရားလက်ထက်မှာမြတ်သောကျင့်နေကျင့်လို့ကုသိုလ်ကောင်းမှုတွေကြိုးစားအားထုတ်ရတယ်တဘဝအဆုံးသတ်တဲ့အခါကျတော့နတ်ပြည်ရောက်သွားနတ်ပြည်ရောက်ပြီးတော့ဂေါရမမြတ်စွာဘုရားပွင့်တဲ့အခါမှာတခါသူ့ဘဝဇာကြောင်းပြန်ပေါ်လာပြန်သာဝတိပြည်ကတထေသမီးလေးလာဖြစ်တယ်သို့တော့ကံမကောင်းအကြောင်းမလားတော့သူဘာဖြစ်တုံးဆိုတော့ဆင်းရဲမွဲတေသွားအဲ့ဒါလို့ဆင်းရဲမွဲတေပြီးတော့ဘာမှစားစရာမရှိတော့တထေသမီးမိဘတွေကစီးပွားပြက်ပြီးတော့ဆင်းရဲသွားအဲ့ဒါလို့ဆင်းရဲရဲနဲ့ဖြစ်သွားတဲ့အချိန်လေးမှာသာဝတိပြည်ကတထေကြီးတူဒါကဓမ္မပဒအထက်ကထာမှာဆိုတဲ့စကားဘုန်းကြီးတို့အခုဒီကိတဂေါရမီထေရီမကိုယ်တိုင်ပြောတာကတော့အပဒါနလို့ခေါ်တယ်သူရဲ့ဇာတ်ကြောင်းတွေကိုသူပြန်ပြီးတော့ပြောမယ်ဆိုရင်ခုခေတ်လို့ဆိုရင် autobiography ပေါ့သူဇာတ်လမ်းကိုသူကသူပြောတာဓမ္မပဒမှာပြောထားတာလေးနဲ့ဓမ္မပဒအထက်ကထာမှာမှတ်တမ်းတင်ပြီးရေးထားတာနဲ့အပဒါမှာလာတဲ့မှတ်တမ်းတင်ထားချက်လေးတွေဟာအနည်းငယ်ကွဲလဲမှုလေးတွေတော့ရှိပါတယ်ဒါဇာလန်းကွဲလွဲတာကအဓိကမဟုတ်ပါဘူးเนาะဒီလိုပါပဲမနေ့ကကိစ္စတောင်2ယောက်ပြောရင်တစ်မျိုးစီဖြစ်အောင်ပါနည်းနည်းတော့ကွဲမှာပေါ့เนาะကောင်းပြီသူအဲ့ဒီဓမ္မပဒအထက်ကထာမှာပြောထားတဲ့သူ့ရဲ့ဇာလန်းလေးသာဝတိပြည်ကတထေးကြီးတယောက်ကတဲ့ကံမကောင်းအကြောင်းမလားလို့ဗန္ဒာတိုက်ထဲသိမ်းထားတဲ့ရွှေတွေငွေတွေဟာအကုန်လုံးမီးသွေးခဲတွေဖြစ်ကုန်မီးသွေးခဲတွေဖြစ်တဲ့အခါကျတော့တထေးကြီးစိတ်တွေညစ်ပြီးတော့မစားနိုင်မသောနိုင်မအိပ်နိုင်ဖြစ်မိတ်ဆွေတွေကလာပြီးတော့မေးကြနောက်ဆုံးအကြံဉာဏ်ပေးတယ်မိတ်ဆွေတူကဉာဏ်ရှိတဲ့လူတယောက်ကအကြံဉာဏ်ပေးတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုသူကပြောတယ်တကယ်ချင်းမင်းဒီလောက်လည်းမပူပါနဲ့ကွာကံမကောင်းအကြောင်းမလားရင်ဒီလိုဖြစ်တတ်ပါတယ်ကံကောင်းတဲ့လူတယောက်တော့ရှိလိမ့်မယ်အဲ့တော့မင်းဗန္ဒာတိုက်ထဲကမီးသွေးခဲဖြစ်သွားတဲ့ရွှေတွေငွေတွေပေါ့မီးသွေးခဲတွေကိုအကုန်ထုတ်ပြီးတော့ဈေးသွားပြီးတော့ဖြန့်ပြီးတော့ရောင်းကွာဆိုင်ခင်းထားဈေးသွားပြီးတော့ဆိုင်ခင်းထားတဲ့အခါကျတော့ဈေးဆိုတာလူမျိုးစုံလာတယ်အဲ့ဒီလာတဲ့အခါကျတော့လူတွေကမေးကြလိမ့်မယ်ဘာဖြစ်လို့မီးသွေးခဲတွေရောင်းနေတာတုံးလို့မေးရင်အဲ့ဒီလူသိပ်ပြီးတော့သူနဲ့ဘာမှပြောစရာမလိုဘူးပေါ့ဟာကိုလည်းကိုပစ္စည်းကိုရောင်းတာပဲလို့ပဲပြောလိုက်ပေါ့တဲ့ဘုံကံရှိတဲ့လူရောက်လာလို့ရှိရင်တော့ဘာဖြစ်လို့ရွှေတွေငွေတွေကိုရောင်းနေတာတုံးလို့မေးပြီဆိုလို့ရှိရင်အဲ့ဒီလူဟာမင်းကံစားတဲ့လူပဲဖြစ်လိမ့်မယ်ပေါ့အဲ့ဒီအကြံပေးတာနဲ့တထေးကြီးကလည်းမယုတ်တည်ုံနဲ့မီးသွေးခဲတွေအကုန်ထုတ်ပြီးတော့အဲ့ဒီမှာဈေးဖြန့်ခင်းထားတယ်။ဈေးဝယ်လာတဲ့လူတွေကပြောသွားကြတာမလီသူများတွေကအထည်တို့စားစရာတို့အဝတ်အထည်တွေရောင်းတာသူကတော့မီးသွေးတွေလာရောင်းနေတယ်ပေါ့။အဲ့ဒီလူတွေကိုသူဘီကိုမဆိုင်ဘူးပေါ့။နောက်ကြတော့ခုနက
ဆင်းရဲဒုက္ခရောက်သွားတဲ့တထေးသမီးလေးကကိစ္စရှိလို့ဈေးဘက်ကိုလှည့်လာတဲ့အခါကျတော့ခုနကတထေးကြီးမိသွေးကဲတွေဖြန့်ထားတဲ့နေရာလဲရောက်ရောသူကတအံ့တော်ပြောတယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုအန်ကယ်ကြီးကဆန်းလာကြီးလားရွှေတွေငွေတွေဘာဖြစ်လို့ဈေးထဲချရောင်းနေတာတော့ရွှေငွေဆိုတာအိမ်မှာသိမ်းထားရတာမဟုတ်လားအဲ့လိုပြောလိုက်တဲ့အခါကျတော့ဟာငါတငယ်ချင်းပြောတာတော့ဟုတ်ပြီဒါကန်ဆတ်တဲ့ပုဂ္ဂိုလ်ဖြစ်လောက်တယ်သူတငယ်ချင်းကပြောထားတယ်ရွှေတွေငွေတွေဘာလို့ရောင်းနေတာတုံးလို့ပြောတာဟာအမျိုးသမီးဆိုလို့ရှိရင်တော့အဲ့ဒါမင်းအိမ်မှာရှိတဲ့မင်းသားနဲ့လက်ထပ်ပေးလိုက်သူပေးတာနဲ့ပဲခြေနဲ့ဒါသူကံရမင်းမိသွေးကရွှေပြန်ဖြစ်တာအမျိုးသားဆိုလို့ရှိရင်လဲခေါ်ပြီးတော့သမီးနဲ့ပေးစားလိုက်ပေါ့သမီးဆိုလဲသားနဲ့ပေးစားလိုက်ပေါ့အဲ့လိုပြောထားဒီတထေးသမီးလေးကလည်းခပ်ပိန်ပိန်ကလေးပေါ့ခပ်ပိန်ပိန်ကလေးပိန်လီလီကလေးသူကလာတာသူ့နာမည်ကိုတော့အဲ့ဒီဘဝမှာဂေါရမီလို့ပဲခေါ်တယ်ဒီဂေါရမီတို့ဂေါရမတို့ဆိုတဲ့နာမည်တွေကအိန္ဒိယနိုင်ငံမှာခဏိတိရှိသေးတယ်အထူးဆန်းမဟုတ်ဘူးเนาะအိန္ဒိယနိုင်ငံမှာခဏိတိမဲ့တော့မယ်ဒါပေမဲ့အတန်တွက်ကလေးတော့နည်းနည်းกว่าအိန္ဒိယနိုင်ငံဒီဗုဒ္ဓဂယာဖျားဘူးသွားတဲ့အခါကျလို့ရှိရင်ဗုဒ္ဓဂယာမြန်မာကျောင်းမှာမြန်မာကျောင်းရောက်လို့ရှိရင်ခရူးတစ်ဆိုင်ကြည့်လိုက်မြန်မာကျောင်းဒီအဝင်မုတ်ဝနဲ့ခတ်တဲ့လောက်လမ်းရဲ့အရှိဘက်မှာစားတောက်ဆိုင်တစ်ဆိုင်ရှိတယ်ကလားဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာစာရေးထားတာဘာရေးထားတော့ဆိုဂေါက်တန် restaurant ဂေါက်တန် restaurant ဆိုတာဂေါရမထမင်းဆိုင်လို့ရေးထားတာဗမာတို့ကဂေါက်တန်လို့ရေးတာဂေါက်တန်ဆိုဂေါတမပဲသူတို့အတန်နဲ့ဂေါက်တန်ဂေါတမနော်အဲ့ဒါကြောင့်မလို့ဂေါတမတွေရှိနေသေးတယ်လို့ဒီလိုပြောအောင်ဗမာလူမျိုးတွေကြတော့မခေါ်ရဲဘူးလေကလားတွေကတော့အဲ့ဒီဂေါက်တန် restaurant ဆိုတာအဲ့ဒါဗုဒ္ဓဂယာရောက်ရင်ကြည်တာကြည်ပြီးတော့အဲ့ထမင်းဆိုင်ရှိတယ်အဲ့ဒီမျိုးသမီးတွေကလည်းဂေါတမီတဲ့သို့တော့သူကပိန်လီလီကလေးမို့သူ့ကိုပိန်သေးသေးလေးမို့ခိတာဆိုတာပိန်နာလို့ပြောတယ်တခြားဂေါတမီတွေနဲ့꿰အောင်လို့သူ့ကိုခိတာဂေါတမီလို့ခေါ်တာသူကလည်းဦးလေးကြီးကဘယ်နဲ့ကြောင့်ရွှေတွေငွေတွေချရောင်းနေတာတုံးလို့ဆိုတော့ခုနကတထေးကြီးကဝမ်းသာသွားတယ်သူ့အိမ်မေးမြန်းပြီးတော့နောက်ဆုံးမှာအိမ်ကသားနဲ့လက်ထပ်ထိန်ပြန်ပြီးတော့ပေးလိုက်တယ်အဲ့ဒီရွှေတွေငွေတွေအားလုံးကိုဂေါရမီကိုအပ်လိုက်တယ်ပေါ့အဲ့ဒါလို့ရွှေတွေငွေတွေဘာကြောင့်ရောင်းတာတုံးဆိုရင်သမီးဘယ်မှာလဲရွှေတွေငွေတွေဆိုဟောဒီမှာပေါ့ရွှေတွေငွေတွေနဲ့သူ့လက်ကကင်လိုက်တဲ့အခါအကုန်လုံးမီးသွေးတွေကရွှေဖြစ်သွားတယ်နော်အဲ့ဒါနဲ့သူ့ကိုအဲ့ဒါအိမ်ခေါ်ပြီးဒီပစ္စည်းတွေသူကြွေးသမျှနဲ့စာအဲ့ဒါလို့နေတာသို့တော်လေလူဆိုတာကဆင်းရဲသူရဲ့ဆင်းရဲသူဆင်းရဲသားဘဝကလာတဲ့ဒီကလေးမလေးကိုသူ့မျိုးသားကလွဲလို့ယောက်ျမတွေကသိပ်ပြီးတော့မကြည်ပြူချင်ကြဘူးတဲ့ဒါကတော့ဘဝမှာဒီလိုကြုံတတ်တာပဲเนาะဆင်းရဲတာဆိုတော့သူတို့လိုဂုံရီတူနဲ့ပဲပေးစားကြတာပေါ့အဲ့တော့ဒီကလေးမလေးကဆင်းရဲတယ်ပတ်စံမရှိဘူးသူတို့ပတ်စံတွေကိုသူတို့ကအခုသူပိုင်တဲ့ရွှေတွေငွေတွေလုပ်ပြီးသူမိစားနေရတယ်ဆိုယောက်ျမတွေကသိပ်မကြည့်ဘူးလူဆိုတာခုခေတ်ကလူပဲဖြစ်ဖြစ်ရှေးခေတ်ကလူပဲဖြစ်ဖြစ်တူတူပဲဒါအဲ့ဒါလို့မကြည့်ပြူတာအဲ့ဒါလို့နဲ့နောက်ဆုံးသားယောက်ျားလေးမွေးလိုက်တဲ့အခါကျတော့တအိမ်လုံးကသူ့ကိုဝိုင်းချစ်လာကြတယ်ဒီအိန္ဒိယရဲ့အမျိုးသမီးတွေဟာသားယောက်ျားလေးမွေးလို့ရှိရင်တော့တကယ်မင်္ဂလာပဲဒီပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်တာသားယောက်ျားမှာပိုင်တာသားယောက်ျားလေးမွေးလိုက်တော့သူ့အဖို့မှာတိတ်အားကိုးသွားဘာဖြစ်လို့တော့ဆိုရင်အိုးယောက်ျမတွေကလည်းဖူးဖူးမှုတ်အရင်ကလိုပြီးတော့အဖက်မလို့စောင်းမြောင်ပြောခံနေရတဲ့ဘဝအဲ့ဒီဘဝလွန်မြောက်သွားပြီးတော့ဒီရွှေတွေငွေတွေဟာသူ့သားလေးက
ပိုင်ဆိုင်တော့မှာဆိုတော့သူ့ဘဝဟာဘလောက်အားတက်စရာကောင်းသွားတော့အဲ့ဒီလိုအခြေအနေလေးဒီကလေးလေးမွေးလာပြီးတော့ဟုတ်လားပြည့်ထက်လွှတ်ထက်3နှစ်သား2နှစ်3နှစ်အရွယ်ကလေးမှာဒီကလေးလေးဟာယောဂဖြစ်ပြီးတော့ဆုံးသွားရှာကဲစဉ်းစားတာကြည့်ဒီလိုအမျိုးသမီးတွေဟာသားယောက်ျားလေးထွန်းကားမှသားကိုအမိပြုပြီးတော့အသက်မွေးလို့ရတာသားမရှိတော့ဘူးဆိုကြတဲ့ကဒီအမွေကိစ္စသူဘာမှမပိုင်တော့ပြီးရောသွားပြီဘယ်လောက်စိတ်ဆင်းရဲစရာကောင်းလဲသူ့မှာဒီလိုအားကိုးရမယ်သားလေးတယောက်ဆုံးသွားတာနဲ့တပြိုင်နက်နော်လူဆိုတာကိုယ်ရေးကိုတွေးကြရတာနော်ကိုယ်ရေးကိုတွေးတာဒီသားကလေးရှိသည့်အတွက်ကြောင့်ပစ္စည်းပိုင်ဆိုင်မှုအတွက်သူကတေးချာနေတာသားလေးရဲ့ဆုံးသွားရောဒီပိုင်ဆိုင်မှုတွေကလုံးဝဆုံးရှုံးသွားတယ်အဲ့ဒီဇလံမျိုးပဲတစ်ခုကရှင်သူဒိဏဆိုတဲ့အမျိုးသားတယောက်အိမ်အောင်တယ်ပါပဲသို့တော်လည်းသူသာသနာပေါင်းဝင်သွားတဲ့အခါကျတော့မိဘတွေကသိချမ်းသာတယ်ကျန်တဲ့အမွေခံအမွေစားသားသမီးမရှိဘူးဒီသူဒိဏပဲအမွေခံအမွေစားပဲဒါပေမဲ့လို့သူဒိဏကသာသနာတော်မှာပြောနေတော့လူထွက်အောင်မိဘတွေကအမျိုးမျိုးကြိုးစားနောက်ဆုံးမှာသူ့ရဲ့ဇနီးကိုလွတ်ပြီးတော့ကြိုးစားခိုင်းတယ်ကြိုးစားလို့မရဘူးလို့ဆိုတဲ့အချိန်မှာနောက်ဆုံးကဇနီးတဲ့ဟာစိတ်ထိခိုက်ပြီးတော့မူးပြီးတော့လဲသွားတယ်အဲ့ဒီလိုမူးလဲသွားတာကိုအထက်ကရာကြီးကဘာဖြစ်လို့မူးလဲတာတုံးလို့ရှင်းပြတဲ့အခါကျတော့သူစိတ်ထိခိုက်သွားတာဟာသူ့ရိမ်ကိုချစ်လွန်းလာလို့မဟုတ်ဘူးတဲ့ရရှိရမယ့်အမွေတွေတော့ပြီးပါပြီဆိုပြီးတော့မူးလဲသွားတာဟုတ်ကဲ့လားဒါအိန္ဒိယရဲ့လူနေမှုစနစ်ကဘယ်လိုမှပိုင်ဆိုင်ခွင့်မရှိဘူးမြို့သမီးကအခုလည်းပဲစဉ်းစားကြည့်ကိတ္တဂေါရမီရဲ့ဘဝဟာအဲ့ဒီအခြေအနေမျိုးရောက်သွားတယ်ဒါကြောင့်မို့လို့ဒီကလေးလေးကိုသူကမစွန့်ရက်ဘူးကလေးရဲ့အလောင်းလေးကိုရင်ဘတ်မှာပွေ့ပြီးတော့သူ့သားလေးစိတ်ကူးပေးကြပါအောင်သူ့သားလေးစိတ်ကူးပေးကြပါအောင်နဲ့ဆိုပြီးတော့ဟိုးအရတကမြို့ထဲမှာလှည့်ပြီးတော့လူတွေ့တိုင်းပဲဆေးမရှိတော့ဘူးလားသူသားလေးပြန်အသက်ရှင်အောင်ဆေးကုမပေးနိုင်ဘူးလားနဲ့မေးတာအဲ့ဒါလို့မေးပြီးတော့လှည့်သွားလာပြီးတော့တောကတဲ့ဖြစ်သွားတာပေါ့သူလည်းပဲအယူတစ်ပိုင်းပဲခိတကောမီအဲ့ဒါလို့ယူသွတ်တဲ့အနေအထားမျိုးရောက်သွားတဲ့အခါမှာအသိဉာဏ်ရှိတဲ့ကြံတဲ့လူတွေကတော့ပြောင်ညလှောင်ညတာပေါ့ဟဲ့အယူနေရာယူနေတာလားတည်သွားတဲ့လူဘယ်လိုလုပ်ဆေးကုလို့ရမှာတော့ပြောကြတယ်ပေါ့ဒါပေမဲ့သူကတော့သူ့သားလေးအသက်ရှင်ရေးအတွက်ကလွဲလို့ဘယ်သူဘာပြောကူမဆိုင်ဘူးနောက်ဆုံးမှာအသိဉာဏ်ရှိတဲ့အမျိုးသားတယောက်ကနေတောကကြောင့်ဒုက္ခရောက်နေရှာတာဒီဒုက္ခဒီစိတ်ကိုကုစားနိုင်မဲ့ပုဂ္ဂိုလ်ကတော့ဘုရားကလွဲလို့ဘယ်သူမှကုစားနိုင်မှာမဟုတ်ဘူးဆိုပြီးဘုရားစီရောက်အောင်လမ်းညွှန်လိုက်တယ်ဆေးနီးသိတဲ့ပုဂ္ဂိုလ်ကသေတဲ့ပုဂ္ဂိုလ်ပြန်ရှင်အောင်ဆေးနီးသိတာတော့ဘုရားတစ်ပါးပဲရှိတယ်ကြောင်းသွားလို့ပြောအဲ့ဒါနဲ့ကြောင်းရောက်လာကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလည်းသိတယ်သိတော့တပည့်တော်သားလေးအသက်ရှင်ဖို့ဆေးကုပေးပါဗျာဆိုကောင်းပြီအရက်ထဲသွားပြီးတော့တဲ့မုံညင်းစိတ်လေးလက်တဆုပ်လောက်ရအောင်ယူခဲ့အဲ့ဒီမုံညင်းစိတ်လေးရလို့ရှိရင်ဖြင့်ဒီအသက်ပြန်ရှင်ဖို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်သို့တော့အဲ့ဒီမုံညင်းစိတ်ယူတဲ့အခါမှာမေးဦးဒီအိမ်ဒီအမျိုးမှာမသေးဘူးတဲ့လူရှိသလားဆိုတာလည်းမေးဦးမသေးဘူးတဲ့အမျိုးတွေကမှယူခဲ့ရမယ်မသေးဘူးတဲ့အိမ်ဆိုတာအိန္ဒိယရဲ့ထုံးစံကအိမ်လို့ဆိုပေမဲ့လို့ဒီအိမ်တွေကဥပမာအသစ်ဆောက်ပြီးတော့လူမနေသေးဘူးဆိုရင်ဒီအိမ်ကတော့ပဲသေးဘူးမှာတော့ပေါ့သို့တော့အမျိုးဆိုလို့ရှိရင်တော့မရှိဘူးဟုတ်ကဲ့လားမိသားစုတစုဟာလူမသေးဘူးတဲ့မိသားစုဆိုတာပဲရှိမှာအဖိုးတွေအဖွားတွေအဘေးတွေရှိသေးတာဟုတ်နော်သိခဲ့တာအဲ့တော့ကိုယ့်ရဲ့အစဉ်အလာကိုပဲပြန်ကြည့်ဗမာလူမျိုးတွေကတော့များသောအားဖြင့်အဖိုးနဲ့အဖွားလောက်ပဲသိတာအဖိုးအဖွားရဲ့အဖိုးအဖွားကြမသိကြတော့ပျောက်လိုက်ပြီ
အဲ့ဒီအဖိုးဖွားရဲ့အဖိုးဖွားဆိုဝေးသွားပြီဟုတ်ကဲ့လားသို့တော့အိန္ဒိယတို့ဘာတို့နိုင်ငံတွေမှာဒီအစဉ်အလာလေးတွေကရှိတယ်သူတို့မှတ်ထားတာ surname ခေါ်တာပေါ့နော်အနွယ်ရဲ့အမည်နာမတွေမှတ်တမ်းတင်ထားတာရှိတယ်အဲ့တော့ကိဋ္ဌဂေါတမီအဲ့ဒီမုံညင်းစီဟာမသိဘူးတဲ့အမျိုးတဲကပေးတဲ့မုံညင်းစီဖြစ်ရမယ်ဆိုသူလိုက်ရှာတော့မုံညင်းစီတွေရကြတယ်ပေးပါဆိုမုံညင်းစီပေါ်ပါတယ်ဆိုကလားဆိုတာအိန္ဒိယမှာကမုံညင်းစီခဏထိသုံးပဲရှိတယ်လေအဲ့မုံညင်းစီလေးကိုပေးတာပေးပြီးတော့သူကမေးတယ်နေပါဦးနဲ့ဒီအမျိုးထဲမှာရှင်တို့အမျိုးထဲမှာလူမသေးဘူးတာဟုတ်ကလားလို့ဆိုတော့ဟဲနင်ယူနေသလားသေတဲ့လူနဲ့ရှင်တဲ့လူသေတဲ့လူကများတာပေါ့ဟုတ်လားအမျိုးတစ်မျိုးဆိုတာအစဉ်အလာအဝေးကြီးကိုဆိုပါစို့ဂေါတမမြတ်စွာဘုရားရဲ့အမျိုးပဲကြည့်လိုက်အောင်ဆွေတော်မျိုးတော်တွေကဟိုးစလာတဲ့အချိန်ကနေပြီးဂေါတမဆိုတဲ့အနွယ်ကြီးကိုတီထောင်းလာတဲ့ပုဂ္ဂိုလ်ဆိုတာဟိုးရှိပဝေသနီကလေအဲ့တော့တည်သွားတဲ့ပုဂ္ဂိုလ်တွေကအများကြီးပေါ့သက်ရှင်တဲ့ပုဂ္ဂိုလ်ကနည်းနည်းပဲရှိတယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့ဒီစကားလေးကသူ့ဖို့တတိယသွားစေတဲ့ထူးခြားတဲ့စကားဖြစ်သွားတယ်အေးလောကကြီးမှာမတည်ဘူးတဲ့လူမျိုးအမျိုးဆိုတာဘယ်ရှိမလဲတည်တဲ့လူကများတယ်မတည်တဲ့လူကနည်းနည်းပဲဆိုတော့သူ့ကိုယ်သူသဘောပေါက်သွားတယ်အဲ့ကြတာဩလောကလူတိုင်းဟာသေနေကြတာပါလားငါတူးတဲ့သေတာမဟုတ်ပါလားငါသားလေးတူးတဲ့သေတာမဟုတ်ပါလားဆိုတာစဉ်းစားပြီးတော့တတိယသွားတယ်ဒါနော်ပါရမီရဲ့ပုံရိပ်တွေကဒီမှာလာပေါ်လာတာပေါ့ဘုရားလက်ထက်တွေကတရားဓမ္မနာထားတဲ့အသည့်တွေကဒီနေရာမှာလာပြီးတော့ပေါ်လာတယ်အဲ့ဒါနဲ့ငါမှားနေပြီဆိုပြီးတော့သူ့သားလေးကိုတုတ်တန်ပို့ပြီးတော့တကြိုပြီးဘုရားစီပြန်လာခဲ့တဲ့အခါမှာမြတ်စွာဘုရားဟောတယ်ဒီလိုသိတယ်ဆိုတာသိချင်းတရားဆိုတာတရွာတည်းနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးတမျိုးတည်းနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးလူမျိုးတစ်မျိုးသို့မဟုတ်အိမ်အောင်စုတစ်ခုတည်းနဲ့သက်ဆိုင်တာမဟုတ်ဘူးအားလုံးနဲ့သက်ဆိုင်လောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်နေဆိုတဲ့အနိစ္စသဘောတရားတွေကိုဟောလိုက်တယ်ဟောပြီးတော့ဒီလိုမေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေမေ့လျော့နေတဲ့အချိန်မှာဒီသိချင်းတရားဟာဒီလိုပဲဆွဲခေါ်ပြီးတော့သွားတာတဲ့ကိုမိသားစုကိုပဲပြန်ကြည့်ဆွဲခေါ်သွားလိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဘယ်လိုများတာတုံးဆိုရင်လှမ်းကြည့်လိုက်လေအမေရဲ့အဖွာမရှိတော့ဘူးအဲ့ဒီအဖွာရဲ့အဖွာမရှိတော့ဘူးအဲ့ဒီအဖွာရဲ့အဖွာလည်းမရှိတော့ဘူးဟောဆွဲခေါ်သွားတာအများကြီးပဲအဲ့ဒီလိုပဲဆွဲခေါ်သွားတာလို့မြတ်စွာဘုရားကလောကရဲ့သဘာဝကိုဟောပြောလိုက်တဲ့အခါမှာအိုးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တန်တရားလုံးဝကင်းသွားပြီးတော့သောတာပန်အစဉ်ရောက်သွားတယ်သူအေးသောတာပန်ဖြစ်သွားတယ်ဆိုတာညာလကြီးလားလို့တော့မအောင်မိတ်လိမ့်နဲ့ဘုရားဒီရဲ့လက်ထက်မှာတရားဓမ္မနာထားလို့အသိဉာဏ်တွေကရှိထားတဲ့ပုဂ္ဂိုလ်တို့ဘူးနော်အဲ့ဒါကြောင့်မလို့တရားဓမ္မနာရင်ကနေပြီးတော့မမြဲတဲ့သဘောတွေတန်တရားရဲ့အနေအထားတွေအလုံးသိမြင်ပြီးတော့တန်တရားကင်းသွားတယ်တဲ့မှန်ကန်တဲ့အမြင်တစ်ခုကိုရသွားပြီးတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါနဲ့ပဲသာသနာပေါင်းဝင်လိုက်တဲ့သူဟာတောကတွေငြိမ့်လို့သာသနာပေါင်းဝင်လိုက်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားဟောတယ်တရားဓမ္မကိုကျင့်ကြံနေတဲ့အချိန်မှာတရားဟောတယ်အဲ့ဒီတရားဓုတရားမြတ်ရတာလေးနဲ့ပတ်သက်ပြီးတော့ဓမ္မပဒအထက်ကထာမှာသူကအလှဲ့ချဘိက္ခုနီမတွေတာဝန်ထမ်းဆောင်တဲ့အချိန်မှာမိထွန်းရမယ်အလှဲ့အလေးမှာသူမိထွန်းတယ်မိထွန်းရင်ကနေပြီးတော့မိတောက်ကလေးကြည်ရင်ကနေပြီးတော့စီကလေးတွေခန်းသွားတာမိစာလေးတွေတူသွားတာဒါလေးကိုစိတ်ကသွားပြီးအာယုံယူမိတယ်ပေါ့မိစာလေးတွေကုံသွားတာတို့စီလေးတွေခန်းသွားတာဒါလေးတွေကိုကြည်ရင်ကနေပြီးတော့မမြဲတဲ့သဘောကိုယ်တဏ္ဍာမှာလဲယုတ်တရားနံတရားတွေဟာလဲဒီလိုပဲတနေ့ပြီးတနေ့ကုန်ခန်းနေတာပါလားလို့ဖျောင်းတိုင်လေးဟာတိုးတူသွားတယ်လို့ပဲငါတို့ရဲ့အသက်ဟာလည်းတဖြည်းဖြည်းတိုးတူသွားတာပါလားလို့ဒီလိုဆင်ញင်စဉ်းစားလိုက်တဲ့အချိန်မှာမြတ်စွာဘုရားကတရားဟောတယ်တဲ့
အဲ့လိုတရားဟောတယ်ဆိုတဲ့နေရာမှာလည်းပဲအပဋ္ဌာန်းမှာဂါထာနှစ်ပုဒ်အပဋ္ဌာန်းမှာပါတဲ့ဂါထာနဲ့ဓမ္မပဒမှာပါတဲ့ဂါထာလေးကမှတ်တမ်းလေးကလွဲနေတာရှိတယ်ပေါ့အဲ့တော့အပဋ္ဌာန်းမှာသူကိုယ်တိုင်ပြောတဲ့ဂါထာလေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားဟောတဲ့သူနာလိုက်ရပြီးတော့တရားဓုတရားမြတ်ရသွားတဲ့ဂါထာလေးကပါတော့ဆိုအဲ့ဒီလိုစဉ်းစားနေတဲ့အချိန်လေးမှာမြတ်စွာဘုရားကရောင်ကြီးတော်လေးလွတ်လိုက်တယ်ရောင်ကြီးတော်လွတ်လိုက်လို့ကြည့်လိုက်တဲ့အခါကျတော့ဘုရားရုပ်ပုံတော်ပါပေါ်လာတယ်သူနာမှာဘုရားအနီးရောက်လာတယ်လို့ထင်ရတယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူဟောသွားတာဘာဟောသွားတော့ဆိုယောသဝတ္တတတံဇီဝေအပ္ပတံဥရိယဘယံဧကဟံဇီဝိတာတေယောပတ္တတောဥရိယဘယံအေးချစ်သမီးခန္ဓာကိုယ်ရဲ့ယုံနံတရားတွေရဲ့ဖြစ်မှုပြက်မှုကိုမမြင်မဲနဲ့အတ္တတရားရက်တရားအတ္တတရားနှစ်တရားနေရတာဟာတန်ဖိုးမရှိဘူးတဲ့အခုလို့မမြဲတဲ့သဘာဝတွေဖြစ်ပြနေတဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတဲ့အသိဉာဏ်လေးနဲ့သိမြင်တဲ့အသိဉာဏ်လေးနဲ့အသက်ရှင်ရတာဟာတနေ့လည်းပဲတန်ဖိုးရှိလာပါတယ်ချစ်သမီးလို့မြတ်စွာဘုရားဒီဂါထာလေးဟောလိုက်တာအဲ့ဒီအချိန်မှာဝိပဿနာဉာဏ်နဲ့ရင့်တန်ပြီးတော့အစဉ်စဉ်တက်ပြီးတော့သောတာပန်ကနေပြီးသဂရဂံကနေအနာဂံကနေယဟန္တာထိအောင်ဖြစ်သွားပါတယ်တဲ့ဒါဂိတဂေါရမီယဟန္တာဖြစ်သွားတာနော်နောက်ဓမ္မပဒမှာလာတဲ့ဂါထာကြတော့ယောသဝတ္တတတံဇီဝေအပ္ပတံအမတံပဒံဧကဟံဇီဝိတံတေယောပတ္တတောအမတံပဒံမသေးရနိဗ္ဗာန်ကိုမမြင်ရပဲအနှစ်တရာအသက်ရှင်ရတာကတန်ဖိုးမရှိဘူးနိဗ္ဗာန်ကိုမြင်ပြီးတော့တဏိတရဲ့အသက်ရှင်တာကပိုပြီးတန်ဖိုးရှိပါတယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါလောက်ကွဲလွဲချက်လေးတော့ရှိတယ်အဲ့တော့ခုနကအပါဒနဲ့ပါတာကပိုပြီးတော့သဘာဝကျတယ်ပေါ့ဖြစ်တာပြက်တာလေးကိုမြင်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားကဟောလိုက်တဲ့တရားလေးနဲ့ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့ယန္တာဖြစ်သွားတယ်ယန္တာဖြစ်သွားတာနဲ့တပြိုင်နက်နောက်ပိုင်းမှာသူလူချင်းနဲ့လူခစီဝရဓာရီခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတယ်အဲ့ဒီဝတ်ယုံတဲ့နေရာမှာသူဟာထူးခြားတဲ့ဣတရက်ပွဲရရတဲ့ဗုဒ္ဓရဲ့သမီးတော်တစ်ပါးဖြစ်လာပါတယ်တဲ့တထေသမီးဘဝကနေပြီးတော့နေခဲ့ရတဲ့ဒီအမျိုးသမီးလေးဟာအဝတ်အစားနဲ့ပတ်သက်လာလို့ရှိရင်သူ့စိတ်ထဲမှာကောင်းတာမှဝတ်ချင်တယ်ဆိုတာကိုမထားဘဲနဲ့အေးအညံဆုံးအဝတ်ကိုမှရွေးပြီးတော့ခေါင်းပါတဲ့အဝတ်နဲ့တစ်သလုံးနေသွားမယ်လို့စိတ်ကိုဆုံးဖြတ်ထားသည့်အတွက်ကြောင့်ခေါင်းပါတဲ့အဝတ်သင်္ကန်းများပန်းတကူသင်္ကန်းများကိုသာအမြဲတမ်းဝတ်ယုံနေရှိလို့မြတ်စွာဘုရားကတန်ခပရိသတ်ဘေကုဏီပရိသတ်လူပရိသတ်အလယ်မှာကိတဂေါရမီဆိုတဲ့ဘေကုဏီမလေးကိုဧတရက်ပွဲတူးဖြင့်ချီးကျူးမြောက်စားပါတယ်ဒီနေရာမှာသူ့ရဲ့စုပန်မှုဟာပြည့်စုံသွားတာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့ကိတဂေါရမီရဲ့ဘဝဟာဒီအချိန်မှာမှတ်တမ်းအရပြောမယ်ဆိုလို့ရှိရင်ကဘာတသိန်းကစပြီးတော့ဖြာရရခဲ့တဲ့အမျိုးသမီးကတ္တဗဗျာဆိုဘုရားလက်ထက်မှာလည်းပဲတရားဓမ္မတွေကိုကျင့်ကြံကြိုးကုပ်တဲ့အမျိုးသမီးဂေါရမမြတ်စွာဘုရားလက်ထက်တောင်မှပဲဘဝဟာအမျိုးစုံကြုံတွေ့ရပြီးလောကရဏီနဲ့ကြုံတွေ့ရပြီးနောက်ဆုံးမှာတရားဓုတရားမြတ်ကိုရရှိသွားတဲ့ဒီထေရီဘိက္ခုနီမအဖြစ်ယဟန္တာဘိက္ခုနီမအဖြစ်ရောက်သွားရုံမြမကဧတရက်ဘွယ်တူဖြင့်ချီးကျူးခံရတဲ့ဘိက္ခုနီမတစ်ပါးဖြစ်သွားတယ်လို့သာသနာတော်မှာနေတွင်လလင်ထင်ရှားတဲ့အမျိုးသမီးတစ်ပါးအဲ့ဒါဟာပါရမီရှင်ရဲ့ဘဝပါပဲတဲ့နော်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဟာအခုလိုပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝကိုတူယူအားကြပြီးတော့မိမိတို့လည်းပဲဒီဘဝသိတတ်တဲ့ဘဝမှာပါရမီတွေပြည့်အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီစိတ်ထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း